ကြတယ်ဘူးလားကြည့်ရဘူးလားပေါ့လေးရောလေနာအနေရတဲ့လူလို့ဆိုကြိုက်တယ်ဖုန်းနဲ့ဘယ်လိုပုံမျိုးဘောကြလဲငါသွားတဲ့လူနဲ့ဘောကြရဲပြီးတော့ခဏကိုပြပြလေးနဲ့ကိုပြီးအောင်ဘောကြတယ်ဟုတ်တယ်ရှင်လေးငါတော်ကြီးနေရတယ်နော်မောင်တို့ညီမလေးအမတို့ဆိုင်ပေးတော့မှာနော်လက်ဆောင်ပဲရှိသေးတယ်မှာကျွတ်လာမှာတယ်ဆိုင်ပေးတော့မှာလားအော်အမကလေအရေးကြီးကိစ္စတွေတွားဆက်ရှိလို့ပါညီမလေးရဲ့ဟောအဲ့ဒါလို့ငါတို့တွားကြရတယ်ဟောဒါနဲ့နင်တို့ပဲပတ်သက်ရှင်းရတယ်နော်သူနဲ့ကိုကြည့်ရတိတ်မရိုးသားဘူးနော်ညီမလေးတို့အဲ့ချက်ပြနေရလဲမိုင်သူတို့ကတကယ်ရှင်းနေပါဟုတ်ပါတယ်မိုင်ခုဘလောက်ကြာရတာပြောတော့ဟိုညဖျိုင်းကတော့တွေ့လိုက်ကြီးအဲ့ဒါလက်ပြကြအဲ့ဒီကဘယ်တော့ဟာဘယ်မှမတော့ပါဘူးလာအိမ်ပြန်မယ်ပြန်ချမောင်းဘာလို့လဲညီမလို့ဆိုင်ရှိလို့ရောဒီကြီးကိစ္စဝင်ပါစမ်းပါနဲ့အောင်မငါလက်ထက်အောင်ကြည့်နော်ဟာလေခုနဟိုကောင်လေးမြောက်နောက်ကိုလိုက်သွားလို့မလားဟာမင်းရဲ့တိုင်တော့မှတော့ငါတိုင်မနဲ့ကိုရလေကိုမတော့ဆောင်ရှိဘူးလားရဲ့ညီမလေးဆိုင်သားလားအေးဒါဆိုလို့ရှိရင်လည်းမတော့ပါဘူးမနေ့ကတူနေရတော့လိုက်နော်လူမျိုးညတဲ့ပြရတယ်တွေ့ကြတယ်ဟုတ်တယ်ဘာမှမလုပ်ရဘူးသူပြေလို့ပုတ်ကိုကိုရရရှိအများကြီးတာပါကိုရဲ့ဘာလို့ဖြစ်ရလဲဘာလို့ဘာလို့လဲနင်ပြောတော့ခနဲ့အရက်တန်းတို့ကိုပဲကြိုက်တာဆိုအဲ့လေဒီမှာငါရဲ့ကလေးလေးကသွားလေးကခခလေးအရက်ကလေးနန်းလူလေးနေပြောတော့ကြည်ကြည်နဲ့ခဏကိုပြပြလေးကိုကြိုက်တာဆိုဟုတ်တယ်လေငါကိုကသွားလေးကကြည်ကြည်လေးနဲ့ပြီးတော့ခဏကိုလေးကလည်းပြပြလေးနဲ့အခုချိန်ရရဟဲ့တစ်ချိန်ကလေးမှတွဲနေရလဲငါလည်းငါကူကလူလေးကအနာပါကြည့်နေဟုတ်တယ်နော်ဟုတ်တယ်哎呦我的妈！